Okay ဒီနေ့ဗီဒီယိုလေးမှာကျွန်တော် Evodo AI ပတ်ဝန်းနေနဲ့ကျွန်တော်ဒီ Evodo software ဖွင့်လာခြင်း first page မှာပေါ့နော်ကျွန်တော်တို့ပါတဲ့ဒီ tools တွေကိုကျွန်တော်ဘယ်လိုအသုံးပြုရတယ်လဲဘာတွေပါတယ်လဲဆိုတာကိုကျွန်တော်ရှင်းပြတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ software ဖွင့်လာခြင်းတော့ဒီ dashboard အနေနဲ့ကျွန်တော်ဖြစ်နေမှာတော့ဒီ dashboard တွင်းပြီးချင်းပေါ့နော်အဲ့မှာကျွန်တော်မြင်ရမှာကတော့ဒီမှာဒီတိုင်းပဲကျွန်တော်ယူ light room လို့ပဲစင်မဖြစ်တဲ့ color ညှိရတွေပါဒီ profile ရေးရတော့ filter သူ့ရဲ့ filter လေးတစ်ခုတော့တိုးမဲ့ပေါ့နော်ပြီးရင်ကျွန်တော်ဒီ basic တွေပါတယ်အားလုံးဒီကတော့အတူတူပဲဒီ masking တွေလည်းကျွန်တော်အတူတူပါတယ်ဒါပေမဲ့တစ်ခုတိုးတာကျွန်တော်တို့ဒီအပေါ်မှာညာဘက် down လေးအပေါ်မှာကျွန်တော်တို့နှိပ်လိုက်တဲ့ခါမှာ3ခုကြာလာမယ်ပေါ့နော် panel လေးအနေနဲ့3ခုကြာလာမယ်အဲ့မှာကျွန်တော်ဒုတိယတစ်ခုရေးလိုက်ရင် AI color adjustment ပေါ့နော်ကျွန်တော်အဲ့ဒါကိုကျွန်တော်ရှေ့ဗီဒီယိုမှာပြောသလိုပဲဒီမှာကျွန်တော်တို့outdoor မှာလေးလည်းအဆင်ပြေတဲ့ color လေးတော်တော်ပါတယ်ကျွန်တော်တို့ဒီ pre-warning သမားတွေပါတယ်အတွက်လည်းအဲ့လို outdoor ဟာလေးကျွန်တော်တို့ neutral sensor ဟာလေးပြင်တာဟာလေးလည်း preset ပါတယ်လို့ indoor သမားတွေအတွက်လည်း skin tone မှန်တဲ့ဟာပါတယ်ပြီးတော့ film သမားအတွက်ပြီးလုံးဝ fashion သမားတွေအတွက်ပေါ့နော်ဒီ traffic နဲ့ shape ဖြစ် design မျိုးတွေလည်းကျွန်တော်တို့preset တွေပါတယ်ပေါ့နော်အားလုံးကတော့ဒီပုံနိုင်တဲ့အဆင်ပြေနေတော့မဟုတ်ဘူးအဲ့တော့ကျွန်တော်ဒီမှာ preset လေးတွေပါမယ်ပြီးတော့ color match ဆိုတာလေးပါတယ်အဲ့ဒါကတော့ဒီ online ကနေကိုယ့်ကိုရှာလို့ရတယ်လို့ဒီကျွန်တော်တို့ upload လုပ်လို့ရတယ်ပေါ့ reference ဥပမာကျွန်တော်တို့ပုံမှာဒီ auto man ရိုက်ခဲ့တယ်ကျွန်တော်အခုJapan colorတုံးလေးလိုချင်တယ်ကျွန်တော် Pinterest မှာတွေ့ဒီပုံစံလေးလိုချင်တယ်ဆိုတော့အနည်းဆုံးဖြစ်အောင်ကျွန်တော်လည်းမပြင်တတ်ဘူးအဲ့ဆိုရင်ကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်အဲ့ပုံလေးကျွန်တော် save လိုက်ပြီးမှကိုရိုက်ခဲ့တဲ့ပုံဒီပေါ်မှာဒီ upload ဒီအဲ့ download ဆက်ဟာလေး upload လုပ်ပြီးမှပုံပေါ်မှာကျွန်တော်ကောက်တင်လိုက်ရုံပဲupload လုပ်လိုက်တာကျွန်တော်ဒီနားလေးမှာဒီ preset လေးလို့ပေါ်လာလိုက်မှာကို download ဆွဲထားတဲ့ Pinterest ကပုံမှာအဲ့မှာလေးကျွန်တော်နှိပ်လိုက်တာနဲ့ color ကျွန်တော်တို့ဒီရိုက်ခဲ့တဲ့ပုံလေးပေါ်မှာတစ်ခါတည်း preset တင်မိသားလို့ဖြစ်သွားမယ်တော်မိုက်ရဲ့ function လေးဒါပေမဲ့ကျွန်တော်တို့ဒါပြောမှဆိုတော့beginner တွေအတွက်ပို့စေမယ်ကျွန်တော်တို့professional တွေလုပ်နေတဲ့လူတွေအတွက်ဆိုတော့ဒါကျွန်တော်နှစ်ပယ်ထဲမှာဆိုဒီကမကောင်းဘူးပေါ့နော်လူများပုံကိုကျွန်တော်တို့ကိုရန်ပြင်တာပို့ပဲနဲ့ copy ထည့်တာကြီးဒီအကြီးကလုံးဝကောင်းတဲ့အချက်လည်းမဟုတ်ဘူး okay ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်ဒီလောက်ပါပဲနောက်ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံဖို့လေးပါမယ်